အားလုံးပဲမင်္ဂလာပါဒီနေ့ Flammora မှာဗီဒီယိုတွေကိုဘယ်လိုဖြတ်တောက်ပြီးပိုင်းခြားရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာရိုက်ကူးထားတဲ့ဗီဒီယိုတွေကိုပြုပြင်ဖို့အတွက်မရှိမဖြစ်အရေးပါတဲ့ editing tool တစ်ခုဖြစ်ပါတယ်ဗီဒီယိုကို Flammora ရဲ့ဒါ import လုပ်ပြီး timeline ပေါ်မှာ drag လုပ်ပြီးထည့်လိုက်ပါအခုဆိုရင်ဗီဒီယိုကိုကိုလိုချင်တယ်လို့ပြုပြင်ဖို့အတွက်အသင့်ဖြစ်သွားပြီဖြစ်ပါတယ် timeline ပေါ်မှာရှိတဲ့ဒီအနီအောင်အတန်းလေးပေါ့နော်ဒီအနီအောင်အတန်းကလေးကိုကျွန်တော်တို့ play hub လို့ခေါ်တယ်ပေါ့နော်ဒီအနီအောင်အတန်းလေးကို play hub လို့ခေါ်တယ်ဒီမှာကြတော့ဒီကိုသူ့ကိုကြတော့ကျွန်တော်တို့ကဒီမှာပေါ့နော် click to slip ဆိုပြီးပြောတာပေါ့နော်ဒါ slip 2လို့ခေါ်တာပေါ့နော် slip ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော် click ချက်ပေးနေကောင်ဘာဖြစ်သွားမလဲဆိုတော့ပြတ်သွားမှာပေါ့နော်ဖြတ်လိုက်တဲ့သဘောပေါ့ကျွန်တော်တို့က curve လုပ်တယ်လို့လည်းလောလောကူကူပြောလို့ရတယ်ပေါ့နော်လောလောကူကူပြောလို့ရတယ်ဆိုတော့အခုကျွန်တော်ကအခုဒီမှာကြည့်မယ်ပေါ့နော်ကျွန်တော်တို့ play တစ်ချက်နှိပ်လိုက်မယ်ဟုတ်အဲ့တော့အခုလိုမျိုးဒီ play ကိုမနှိပ်ချင်ဆိုရင်ကျွန်တော်တို့ keyboard ကနေပြီးတော့ space bar လေးတစ်ချက်ပုတ်လိုက်ရင်လည်းရတယ်ပေါ့နော်အခု space bar လေးပုတ်ပြီးတော့ရင်ရလိုက်မယ်အခုတော့ကျွန်တော်ပြောချင်တာကဟို video ရဲ့အစမှာသူကဘေးကနေပြီးတော့ရင်ဝင်လာတယ်ပြီးတော့ဟိုပါပေါ့နော်နည်းနည်းလေးရပ်ပြီးတော့ထိုင်လိုက်မယ်ပေါ့နော်ထိုင်ကုန်ကိုထိုင်သွားမယ်ကျွန်တော်တို့ကဒီဘေးကနေဝင်လာတဲ့ option ကိုမလိုချင်ဘူးဟိုတခါတည်းပဲဒီမှာကြောဝိတ်ကလေးကိုဖြုတ်လိုက်မယ်ပြီးရင်ထိုင်ကုန်ကိုထိုင်လိုက်မယ်အဲ့ဒီလိုမျိုးလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဗီဒီယိုရဲ့အစာပိုင်းမှာဖြစ်တဲ့ဘေးကနေဝင်လာတဲ့အပိုင်းကိုကျွန်တော်တို့ကဖယ်ထုတ်နော်ဖယ်ထုတ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကလိုချင်တဲ့နေရာအထိကိုဒီမှာမောက်ကလေးကိုဖိပြီးတော့ရင်ကျွန်တော်ရွှေ့တယ်နော်ဒီရွှေ့တယ်ဆိုတာကဒီမှာကျွန်တော် play hub ကိုကင်ပြီးတော့เนาะတင်ပြီးတော့ကျွန်တော်ဒီမှာရွှေ့တာပေါ့เนาะကိုကြိုက်တဲ့နေရာရွှေ့ပါပေါ့เนาะဒီနေရာကနေပြီးတော့ဖိပြီးတော့ရင်လည်းရွှေ့လို့ရတယ်ပေါ့เนาะရွှေ့မယ်ရွှေ့မယ်ဟောအခုဒီနေရာကနေစပြီးကျွန်တော်ကဒါလိုချင်ဖြစ်တဲ့အတွက်ကြောင့်ဒီကောင်ကိုကလစ်တစ်ချက်နှိပ်လိုက်ရင်ပြတ်ပါတယ်ပေါ့เนาะပြတ်တယ်ဘာလို့လဲဆိုတော့ဘယ်လိုပုံစံမြန်ဟောဒီလိုပုံစံလေးဖြစ်သွားမှာเนาะဒီမှာတစ်ပိုင်းဒီမှာတစ်ပိုင်းဖြစ်သွားเนาะနှစ်ပိုင်းပိုင်သွားတဲ့ပေါ့ပေါ့เนาะအဲ့ဒါကိုကျွန်တော်တို့ကဒီဟာကိုဟိုဖြတ်လိုက်တဲ့သဘောပေါ့နော်ဖြတ်လိုက်ပြီဆိုတော့ကျွန်တော်တို့ကဒါကကိုမလိုချင်တဲ့အပိုင်းပေါ့နော်ကိုမလိုချင်တဲ့အပိုင်းပေါ့နော်ဟုတ်ပြီအဲ့ဒီကောင်ကိုကျွန်တော် right click ရိုက်နော် right click ရိုက်ပြီးတော့ရင်ဒီကနေပြီး delete ဆိုတော့ရွေးပြီးတော့နှိပ်ရင်လည်းပြတ်တယ်နော်ဒါကကျွန်တော် control z နဲ့ m2 ပြန်ခေါ်လိုက်မယ်ပေါ့နော်နောက်ပိုင်းအခန်းတွေမှာဒါတွေကျွန်တော်ပို့ပြီးတော့ရင်ပြောသွားပေးမယ်အခုကတော့ကျွန်တော်ကဒီမှာဖြတ်တဲ့အပိုင်းကိုပဲဦးစားပေးပြီးပြောမှာပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကဒီကောင်ကိုဟို slap ပေးလိုက်မယ် slap ပေးပြီးတော့ delete key နဲ့လည်းပြတ်တယ်เนาะဒါဒီနှစ်ခုကြိုက်တာလုပ်လို့ရတယ်ကိုဖြတ်ချင်တဲ့နေရာကိုဒါ unwanted slap လို့ခေါ်တယ်ဗောနော် unwanted slap လို့ခေါ်တယ်ဆိုလိုတာကကျွန်တော်တို့ကအခုဒီမှာဗောကျွန်တော်နောက်တဲ့အပိုင်းကျွန်တော်ထပ်ပိုင်းပြမယ်ဗောနော်ဟိုဒီမှာလက်ကလေးတွေမြှောက်နေတယ်လှုပ်နေရေတောက်နေတယ်ဗောရေတောက်တာဗောရေတောက်နေတဲ့အခန်းကိုကျွန်တော်ကဒီ option ကိုကျွန်တော်မထည့်ချင်ဘူးမထည့်ချင်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီနေရာနေပိုင်းမယ်ဗောနော်ပိုင်းမယ်ဆိုတော့ကျွန်တော်တို့ကဒီမှာဒီ slip tool လေးနေရာကိုကျွန်တော်တို့တစ်ချက် click နှိပ်လိုက်ပြီးတော့ရင်ဖြတ်လို့ရတယ်နောက်တစ်ခုကကြတော့ control ဒီ keyboard ကနေပြီးတော့ control ရဲ့ BL ကိုနှိပ်ပြီးတော့ရင်နှိပ်ရင်လည်းကျွန်တော်တို့ပြတ်တယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေကြိုက်တယ်လို့မျိုးအသုံးပြုလို့ရပါတယ်ဥဆိုရင်ဒါပြတ်သွားပြီပေါ့နော်ပြတ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်ကိုကျွန်တော်တို့မလိုချင်တဲ့အစိတ်ပိုင်းတကူ unwanted select လို့ကျွန်တော်တို့ပေးလို့ရနော်မလိုချင်တဲ့အစိတ်ပိုင်းတကူကျွန်တော် select ပေးလိုက်တာဒါရိုးရိုးလေးပြောတာပေါ့နော်သူ့ရဲ့အခေါ်ကတော့ unwanted selection လို့ခေါ်တယ် unwanted selection ပေးပြီးတော့ရင်ကျွန်တော်တို့ keyboard ကနေ delete key နှိပ်လိုက်ရင်လည်းပြတ်သွားမယ်တော့အဲ့ဒါဆိုရင်အခုကျွန်တော်ဗီဒီယိုစပြီး play ကြည့်မယ်ဒါဆိုရင် keyboard ကနေ space bar လေးကိုပုတ်လိုက်တာပါအဲ့ဆိုရင်အခုကျွန်တော်တို့ဘေးတိုက်ကနေဝင်လာတဲ့နေရာမရှိတော့ဘူးကြောဘွေးလေးကိုကျွန်တော်ဒီဗီဒီယိုမှာကြောဘွေးကလေးကိုလွယ်တယ်ပြီးရင်ဖြုတ်လိုက်တယ်ဖြုတ်ပြီးတော့ရင်ထိုင်ကုန်မှာထိုင်လိုက်တယ်နေဝင်သွားတော့သူထိုင်ကြည့်နေတယ်ပေါ့နော်ကြည့်နေတယ်ပြီးတော့ဒီမှာရေတောက်တာပေါ့နော်ရေတောက်တဲ့အခန်းပေါ့ကျွန်တော်ရေတောက်တဲ့အခန်းကိုလည်းကျွန်တော်ဒီမှာဖြတ်ထုတ်လိုက်နော်အဲအကြောင်းမလို့သူရေတောက်တဲ့အခန်းလည်းမရှိတော့ဆိုတော့ဒါကကျွန်တော်ကနမူနာပြတာမို့လို့ပေါ့နော်နောက်တစ်ခုကျတော့ကျွန်တော်တို့နောက်တဲ့ဗီဒီယိုတစ်ခုကို drag and drop လုပ်ပြီးတော့ကျွန်တော်ဆွဲထည့်လိုက်မယ်ဆွဲထည့်လိုက်ပြီးတော့ကျွန်တော်တို့ကဒီမှာဒါဟိုလက်ကလေးနှစ်ခုတွဲပြီးတော့ဒါပြောရင်တော့အတိတ်ကိုပြန်လွမ်းတဲ့အခန်းမျိုးလို့မှာကျွန်တော်ဆက်ပြီးတုံးလို့ရတယ်ပေါ့နော်ဒါအတိတ်ကိုပြန်လွမ်းတယ်ဆိုလိုတာကဒီမှာနေဝင်တဲ့နေရာမှာကျွန်တော်တို့ထိုင်ကုန်လေးနဲ့ထိုင်ပြီးတော့ကြည့်နေတဲ့ရုပ်ကတ်ကလေးတစ်ခုရှိတယ်ပြီးရင် transaction ချိန်မယ်ဒါပြီးတော့ transaction အပိုင်းရောကျွန်တော်ဒါကိုပို့ပြီးတော့ပြမှာပေါ့နော်အခုကတော့ကျွန်တော်ကဒီဖြတ်တဲ့အပိုင်းကိုဖြတ်တဲ့အပိုင်းကိုပြောနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလောက်ပဲဆက်သွားမယ်ပေါ့နော်အဲ့တော့အခုဒီမှာကျွန်တော်တို့ကဒီမှာနေဝင်စီးသားလေးကိုကြည့်ပြီးတော့အတိတ်ကိုပြန်ရောက်သွားတယ်ကောင်မလေးနဲ့လက်လေးတွဲပြီးတော့လမ်းလျှောက်သွားတယ်ဒီဗီဒီယိုပေါ့
နော်အဲ့တော့ဒီအားကိုကျွန်တော်တို့ကလျှက်တစ်ပြက်ပုံစံမျိုးလေးပြခြင်းနဲ့အများတိုင်းဒီလိုမျိုး slow ပုံစံမျိုးနဲ့ကျွန်တော်မပြခြင်းဘူးမပြခြင်းတော့သူ့ကိုကျွန်တော်တို့ဗာပြန်လုပ်မလဲဆိုတော့ကျွန်တော်ကဒီမှာလက်ကလေးတွဲပြီးတော့နေလေးတစ်ချက်တိမ်ပြီးတော့ဒီမှာလင်းလာတဲ့နေရာမှာကျွန်တော်ကဘာလုပ်မလဲဖြတ်ချလိုက်မယ်အဲ့တော့ဒီမှာပြောထားတဲ့ slip 2နေရာမှာကျွန်တော်ဟိုကတ်ကြီးနေရာလေးပေါ့နော် cut လုပ်လိုက်တာပေါ့ဖြတ်လိုက်တာဒါဘေးကိုဆွဲလိုက်တယ်နော်ဒါ move လုပ်လိုက်တဲ့သဘောပါဗောနော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကပြန်ပြီးတော့ဗီဒီယိုလေးကို run ကြည့်မယ်အစားကိုကျွန်တော်ပြန်ပို့လိုက်တယ်အစားကိုပြန်ပို့လိုက်တယ်ပို့ပြီးတော့ဒါ keyboard ကနေပြီးတော့ space bar လေးကိုပုတ်လိုက်တယ်ကျွန်တော်ဘေးတိုက်ကနေဝင်လာတဲ့ဥစ္စာမရှိတော့ဘူးထိုင်ကုန်မှာထိုင်ပြီးတော့ရင်နေဝင်သွားတာကိုကြည့်ရပါဗောနော်နေဝင်သွားတော့ကြည့်ရပါနေဝင်သွားတာကိုကြည့်တယ်ဒါမှကျွန်တော်နောက်ပိုင်းသချင်းလေးတွေထည့်မယ်ပေါ့ဗျာနော်နေဝင်သွားတာကိုကြည့်မယ်ပြီးတော့သူ့ရဲ့အတိတ်ကအခြေအနေလေးအရေးကလေးတို့ဝင်လာမယ်ဖြစ်နိုင်ဒီကောင်ကျွန်တော်တို့ဒါဟိုဘယ်လိုပြောရမလဲဗျာ effect ထည့်ရမှာပေါ့နော် black and white ပုံစံမျိုးလေးပေါ့နော်ဒါ black and white ပုံစံဒါပို့ပြီးတော့အဓိပ္ပာယ်ရှိသွားမယ်အခုကတော့ကျွန်တော်ကဒီဖြတ်တဲ့အခန်းဖြစ်တော့ကဲထားလိုက်ပါတော့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီတော့နောက်ထပ် video cut တစ်ခုရုပ်ကတ်တစ်ခုဝင်လာမယ်အဲ့ဒါကပါလေကျွန်တော်တို့ပြစ္ဆုတ်ပံကိုပြန်ရောက်လာမယ်ပေါ့နော်ပြစ္ဆုတ်ပံကိုပြန်ရောက်လာအဲ့တော့ဒီကောင်ကပါလေအတိတ်ကိုကြည့်တယ်အတိတ်ကနေပြီးတော့ပြစ္ဆုတ်ပံကိုပြန်ရောက်လာမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီမှာပြစ္ဆုတ်ပံလာတယ်လက်ရှိအချိန်ပြီးအတိတ်ကိုပြန်လွမ်းမယ်ပြီးပြစ္ဆုတ်ပံကိုပြန်လာဖို့လိုတယ်နော်ပြစ္ဆုတ်ပံကိုပြန်လာဖို့လိုမယ်ပြန်လာတဲ့ခါကျတော့ကျွန်တော်တို့ကဒီမှာဒါလမ်းသွားတယ်ပေါ့အဲ့တော့လမ်းသွားပြီးတော့ကျွန်တော်တို့ဘာပြန်လွမ်းမလဲပေါ့ဗျာလွမ်းပေါ့ထက်လွမ်းနေတာလွမ်းလို့ရပြီပေါ့နော်ကဲโอเคအဲ့တော့ကျွန်တော်ကဒီအခန်းမှာလည်းကျွန်တော်ကအရှိကြီးမသွားခြင်းဘူးပြစ္ဆုတ်ပံကိုပြတဲ့အခါမှာကျွန်တော်နေရာလေးတစ်ခုကိုဒါရေညွှန်းခြင်းနဲ့ပုံစံမျိုးလေးဖြစ်တဲ့အတွက်ကြောင့်မို့ဒါဟိုပါပေါ့နော်အခုဒီမှာလမ်းလျှောက်တဲ့နေရာလေးကိုကျွန်တော်တိုးလိုက်မယ်တိုးခြင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် control B keyboard ကနေနှိပ်လိုက်ရင်ဒါ cut ဖြစ်သွားမယ်เนาะတနည်းအားဖြင့်ပြောရင် slide 2လေးပေါ့နော် slide 2လေးကိုကျွန်တော်နှိပ်ပြီးတော့ဖြတ်လိုက်တာအဲ့တော့ဒီမှာကျွန်တော်ကတ်လိုက်ပြီပေါ့နော် drop လုပ်ပြီးဆွဲကတ်လိုက်တဲ့သဘောပါပဲပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့နောက်တနည်းကျွန်တော်ထပ်ပြောခြင်းတာကဒီဟိုပေါ့ဒီဘာရန်လေးပေါ်ကနေပြီးတော့ရင်ဒီ select 2ကို click နှိပ်ပြီးတော့ဖြတ်လို့ရသလိုဒီအပေါ်မှာ2ဘားမှာရှိတဲ့ဟာကိုလည်းနှိပ်ပြီးတော့ဖြတ်လို့ရတယ်ကြိုက်တာတော့လွယ်တာတော့ပေါ့နော်အားလုံးတော့အဆင်ပြေတဲ့ဟာကိုသုံးလို့ရပါတယ်အဲ့တော့ဒီနေ့အခုဆိုရင်ကျွန်တော်တို့အခုဆိုရင် flame motor မှာကျွန်တော်မိတ်ဆွေတွေအနေနဲ့ဗီဒီယိုကိုဘယ်လိုပိုင်းခြားရမယ်ဘယ်လိုဖြတ်တောက်ရမယ်ဆိုတာကိုသိရှိပြီးဖြစ်လို့နောက်ဗီဒီယိုမှာပြန်ဆောင်ကြရအောင်ပါခင်ဗျာဒီသင်ခန်းစာကကျွန်တော်မိတ်ဆွေတွေအတွက်အထောက်အကူပြုတယ်ဆိုရင် like share comment လုပ်ပေးသွားဖို့မမေ့စေချင်ပါဘူးခင်ဗျာ